ခါကအိမ်မှာလေမယားနှစ်ယောက်တားဖြစ်သူနဲ့အဖွားဖြစ်သူတို့နေထိုင်ကြပါတယ်အဖွားဖြစ်သူတို့အိတ်လှတော့အသက်ကြီးနေပြီဖြစ်တဲ့အတွက်ကျမကြီးလည်းတိမ်မကောင်းလှပါဘူးထိုင်ဖို့ဖြစ်စေထားဖို့အတွက်ဖြစ်စေလမ်းလျှောက်ဖို့အတွက်ဖြစ်စေတွဲထူပေးမဲ့လူတစ်ယောက်အမြဲလိုပါတယ်အစိုးစိုးပြဿနာကတော့လက်တုံနဲ့ယောဂပါအဖွားအိတ်လှဟာထမင်းစားတဲ့အချိန်ဆိုအမြဲလိုလက်တုံလေးရှိပြီးဇွန်းကင်ပြီးထမင်းစားဖို့ကသူမအတွက်အလွန်ခက်ခဲတာပါထမင်းစားချိန်မှာအဖွားအိတ်လှထမင်းနဲ့ဟင်းကိုဇွန်းနဲ့ခတ်တဲ့အချိန်ဆိုလက်တုံနဲ့အတွက်ကျမ်းမင်မော့ကိုထမင်းဟင်းတွေအမြဲဖိတ်စင်လေးရှိပါတယ်လက်တုံနဲ့အခြေအနေပိုဆိုးတဲ့နေ့တွေဆိုရင်တော့ပကံနေတောင်ကြောက်ကွဲတဲ့အထိပါပဲချွေးမဖြစ်သူခင်ဦးကလည်းကျမ်းမော့ကဖိတ်စင်နေတဲ့ထမင်းဟင်းကိုအမြဲတန်ရှင်းလုပ်ရတဲ့အတွက်သိကျင်တတ်ပုံမရပဲရောက်ခမအပေါ်အမြဲစိတ်ကုန်နေလေးရှိပါတယ်သူမဒီလိုနေတာတန်ရှင်းလုပ်ပေးနေရတဲ့အပေါ်အတော်ညှင်းငွေ့နေပြီးဒီလိုလုပ်ရတာကိုသူမကယွန်ရှာတတ်တဲ့အတွက်ထမင်းစားမဝင်တော့ပါဘူးအဲ့ဒီနောက်သူမသိမခံနိုင်လာတော့ဒီကိစ္စကိုဘယ်လိုဖြေရှင်းရမလဲလို့ခင်မွန်းဖြစ်သူကျော်စွာကိုတိုင်ပင်ခဲ့ပါတယ်ဒီကိစ္စကိုကျော်စွာလည်းဘယ်လိုလုပ်ရမလဲမသိခဲ့ပါဘူးအကြောင်းကတော့အဖွားအိတ်လှရဲ့လက်တုံနဲ့ယောဂကဖြစ်နေတာကြာပြီဖြစ်ပြီးအသက်ကလည်းအလွန်ကျဉ်းနေပြီဖြစ်တာကြောင့်သူမရဲ့လက်တုံယောဂကိုအရှင်းပြောက်ဖို့သူဘလို့မှမစွမ်းဆောင်နိုင်တော့လို့ပါလာအတော်ကြတော့ခင်ဦးကစက်သီးမခံနိုင်တော့ပဲခင်မွန်းဖြစ်သူနဲ့တဖန်ပြန်ဆွေးနွေးဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီမှာအကိုဒီကိစ္စကိုဖြေရှင်းမှုဘာနည်းလမ်းမှမရှိတော့ဘူးလားကျမ်းမြင့်မော်ကအညစ်ပေတွေကိုပြင်းပြင်းမန်းမန်းတန့်ရှင်းပေးရတာကျမနော်ကျော်စွာကလည်းဘာမှလုပ်မပေးနိုင်တော့သူ့ဇနီးကိုစိတ်မကောင်းစွာကြည့်နေဒါဆိုအကိုကဘယ်လိုလုပ်ပေးရမလဲအကိုရဲ့အမေကအတော်လဲအိုးနေပြီပြီးတော့ဒါကလည်းအသက်ကြီးသူတွေရဲ့သဘာဝပဲလေကွာမဲမှန်သိခံလိုက်ပါသူ့စိတ်ထဲထားမနေပါနဲ့ဒါဆိုရင်အဲ့ဒီညစ်ပတ်တွေကိုအကိုရှင်းကြည့်လေကျမကတော့ဒီလိုလုပ်ရတာတော်တော်ယွန်းနေပြီညနေပဲထမင်းစားချိန်ရောက်တော့ခင်ဦးကနေ့စဉ်လုပ်နေကြတာထမင်းဟင်းနေတီခင်းပေးနေတော့အဖွားအိတ်လှရဲ့ထမင်းပကံအလဲကြတော့ပကံကအလွန်ညစ်ထင်းနေပြီးကိုယ်အရာတွေနဲ့ပြည့်နေခဲ့ပါတယ်အမေရဲ့နေရာဟိုတောက်မှာအဲ့လိုပြောပြီးထမင်းပကံပေးကအိမ်တောက်ကိုလက်ညှိုးနဲ့ထိုးပြတော့ကျော်စွာကသူ့ဇနီးကိုအံ့ဩစွာကြည့်ပြီးမိကလိုက်ပါတယ်ဒါဘလို့ဖြစ်တာလဲကွာဘာဖြစ်လို့အမေကိုအိမ်တောက်မှာစားခိုင်းရမှာလဲပြီးတော့ထမင်းပကံလည်းညစ်ပတ်နေတာပဲအမေကိုဒီလိုပကံနဲ့စားခိုင်းတာကောင်းပါလေနှမှုဆိုကြောက်ကွဲဦးမယ်ကျမပကံအစ်စ်တွေကိုနှမျောလို့ပါရှင်ပြီးတော့ဟိုနေရာမှာစားတာပိုကောင်းတာပေါ့အဲ့ဒါမှကျမလည်းထမင်းနေပေးပွားနေရအောင်မမြင်ရပဲအေးစစ်စစ်စားရမှာဒီတော့ကြောစွာလဲသူ့ဇနီးရဲ့ညှဉ်းညူတန်းတွေကိုမခံနိုင်တာကြောင့်ဘာမှပြောတော့ပါဘူးအဖွားအေးလာခမဒီလိုကြတော့အတော်စိတ်မကောင်းဖြစ်သွားပြီးသူမလည်းဒီလိုထမင်းစားချိန်မှာညင်ညင်ပတ်ပတ်မဖြစ်စေခြင်းခဲ့ပါဘူးဒီတော့သူမဟာရွေးချယ်စရာမရှိတော့ထမင်းပကံကိုင်းကဒေါင်းထဲကိုထသွားပြီးတော့စိတ်မကောင်းစွာနဲ့ပဲတယောက်တည်းငြိမ်သက်စွာစားနေခဲ့ပါတယ်ရင်ထဲမှာတော့သူ့ချစ်ရတဲ့သားဖြစ်သူကိုကောင်းကောင်းပြုစုပေးခဲ့တဲ့အချိန်ကိုပြန်အောက်မေ့ပြီးအခုတော့သားဖြစ်သူကသူမကိုအသက်ကြီးသူတယောက်ဖြစ်စိတ်မဝင်စားပဲလစ်လျူရှုထားခဲ့ပါတယ်ရဲအနေငယ်ကြတော့အဝေးကနေစောင့်ကြည့်နေတဲ့မြေဖြစ်သူဖိုးသားဟာအဖွားဖြစ်သူကိုတနာပြီးစိတ်ပူနေခဲ့ရှာတယ်ဗျအဖွားဖြစ်သူရဲ့မျက်နှာကစိတ်ညစ်စရာတွေနဲ့ပြည့်နှက်နေတော့နတ်သားတစ်ပါးလိုစိတ်ထားကောင်းတဲ့ဖိုးသားကသူ့အဖွားနာလာပြီးအဖွားဖြစ်သူကိုနှစ်သိမ့်ပေးခဲ့ပါတယ်အဖွားဖြစ်သူအတော်စိတ်မကောင်းဖြစ်နေတာကိုသူနားလေတာကြောင့်အရင်လိုအဖွားကိုအားလုံးနဲ့အတူစားနိုင်မှုအတွက်နီလန်စရှာတော့တယ်ဗျအဖွားဒါတို့ထမင်းအတူစားနိုင်မှုဘယ်လိုလုပ်ရမလဲဆိုတာဒါအကြံရပြီအဖွားသားပြောတဲ့အတိုင်းသာလုပ်နော်ဒီတော့ဖွားအိလာခမသူ့မိရဲ့စကားကိုကြားတော့အရင်ကစိတ်ညစ်နေတဲ့ဟာတွေပျောက်သွားပြီးဝမ်းသာစရာတွေနဲ့မျောလင့်ချက်တွေဖြစ်လာခဲ့ပါတယ်ဒီကလေးလေးဟာအသက်ကြီးနေတဲ့သူ့အဖွားရဲ့ကဘာအတွက်အလင်းရောင်လေးတစ်ခုဖြစ်လာခဲ့တယ်ဗျဒါကြောင့်အဖွားအိလာကဘယ်လိုလုပ်ရမလဲမေးလိုက်တော့တာငယ်လေးပြောပြတာကတော့ထမင်းစားချိန်ရောက်ရင်အဖွားဖြစ်သူကိုလက်တုံပြီးတော့ထိတ်မရတော့ပဲထမင်းပြုတ်ကြသလိုဟန်ဆောင်ခိုင်းတာပါအစက
မြေဖြစ်သူရဲ့စကားကိုကြားတော့အဖွားအိလှလန့်သွားခဲ့ပေမဲ့မြေဖြစ်သူကသူ့ကိုယုံကြည်ပြီးနောက်ပိုင်းကိုသူပဲဆက်လုပ်လိုက်မယ်လို့ပြောခဲ့လိုက်ပါတယ်ဒီလိုနဲ့ညနေဘက်ရောက်တော့ခါတိုင်းလိုပဲထမင်းစားချိန်ရောက်လာခဲ့တယ်ဗျအကုန်လုံးထမင်းစားနေကြပြီးခဏကြာတော့တယောက်တည်းထိုင်စားနေတဲ့အဖွားအိလှဟာသူ့မြေပြောသလိုလက်တုံချင်းဟန်ဆောင်ပြီးပကံဟောင်းကြီးကိုချခွဲလိုက်ပါတယ်ပကံကွဲစားတွေလည်းအကုန်ပြဲပြဲစင်ကအခြေအနေကအရင်ကထက်ပိုဆိုးနေခဲ့တယ်ဗျခင်ဦးဟာဒီလိုမြင်တော့မတ်တက်ထရက်ပြီးလက်ညှိုးထိုးကပါဇက်ဟာမယ်လှုပ်လိုက်တော့သူ့သားရဲ့အတန်းကအရင်ထွက်လာခဲ့ပါတယ်ဟာအဖွားဘာဖြစ်လို့ပကံကိုခွဲလိုက်တာလဲကျွန်တော်ကအမေအသက်ကြီးရင်စားခိုင်းဖို့တိတ်ထားမလို့ပါဆိုအဲ့ဆိုအမေအတွက်ပကံအဟောင်းမရှိတော့ဘူးပေါ့ဘာတော့မဖြစ်ဘူးဟောင်းပြီးကိုယ့်အန်နေတဲ့ပကံတွေ့ရင်အမေအတွက်ကျွန်တော်တိတ်ထားပေးမယ်နော်တားဖြစ်သူရဲ့စကားတန်ကိုသူ့အမေကြတော့ဆဲမလို့လုံနေတဲ့မျက်နှာဟာတားဖြစ်သူဒီလိုပြောလိမ့်မယ်လို့သူမထင်ထားခဲ့တဲ့အတွက်အလွန်အံ့ဩသွားပါတယ်ရှင်ထဲမှာတော့ရောက်ခမကိုဒီလိုယွန်ရှာပြီးမုန်းတီးစွာဆက်ဆံနေခြင်းဟာသူ့ရဲ့သားအတွက်ပုံရိပ်ကောင်းမဟုတ်ကြောင်းမကောင်းတဲ့အရာကိုမှတ်ယူပြီးရောက်ခမကိုသူဆက်ဆံတယ်လို့အိုးတဲ့အခါသူ့ကိုလည်းတားဖြစ်သူကဒီလိုဆက်ဆံလိမ့်မယ်လို့တွေးခဲ့မိပါတယ်။အဲနောက်တော့ခင်ဦးဟာသူမရဲ့လုပ်ရက်အတွက်စိတ်မကောင်းဖြစ်ပြီးအရှက်ရသွားတာကြောင့်ခင်မိုးနဲ့တူရောက်ခမနာသွားကသူမရဲ့လုပ်ရက်အတွက်တောင်းပန်ကြောင်းရှ िख ိုးတောင်းပန်ခဲ့ပါတယ်။အိုးနေပြီဖြစ်တဲ့အဖွားအိလာကတော့ဖြစ်ခဲ့သမျှကိုအမှတ်မယူခဲ့ပါဘူး။အရီနာလာအတန်းညာရှိနေတဲ့စိတ်မကောင်းစရာတွေလည်းတဖြည်းဖြည်းပြောက်ကွယ်လာပြီးအဖွားအိလာသူ့မြေးလေးကိုလှမ်းကြည့်လိုက်တော့နတ်သားငယ်လေးတစ်ပါးသူမကိုပြုံးပြနေတယ်လို့မြင်နေရပါတယ်။အရီနေကစပြီးအဖွားဟာအရင်ကလိုအားလုံးနဲ့ထမင်းအတူတူစားပြီးတားဖြစ်သူနဲ့ချွေးမဖြစ်သူလည်းသူမကိုအလိုလိုက်အကြိုက်ဆောင်တာကြောင့်ဝမ်းသာနေရှာရတယ်ဗျ။ပြောချင်တာကတော့အခုတင့်မိဘကိုတင်ဘလို့ပြုတ်မှုတည်ဖြစ်စေတင့်ရဲ့သားသမီးတွေလည်းတင့်ရဲ့အပြုတ်မှုလို့တင့်ကိုပြုတ်မှုမှာတော့တဘာဝအမှန်တရားပဲဖြစ်ပါတယ်။ဟုတ်ကဲ့ဇလန်လေးကတော့ဒီလောက်ပါပဲခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်ဗျ။တခါကတားဖြစ်သူရဲ့ချွေးမရဲ့နဲ့အတူနေတဲ့အဖွားကိုတယောက်ရှိပါတယ်။အဲအဖွားအိုဟာအိုမေးလာပြီဖြစ်တဲ့အတွက်ကြောင့်လမ်းလည်းသိမလျှောက်နိုင်တယ်လို့မျက်စိတွေနားတွေလည်းစပြီးချွေရင်းလာကဘယ်အရာကိုမှသိမလုံနိုင်တော့ပါဘူး။ဒီအရာတွေကြောင့်အဖွားအိုကိုချွေးမကသိမကြည့်မနဲ့ဖြစ်နေခဲ့တာပေါ့ဗျာ။သူမဟာအဖွားအိုကိုကြည့်ကမျက်စိနှောက်နေပြီးသူမလိုက်ပြုစုပေးနေရတဲ့ပြဿနာတစ်ခုတို့မြင်နေခဲ့တာပါ။ရောက်ခမကိုလေတန်းချမ်းနဲ့အချိန်များစွာစိတ်တိုင်းထွားတဲ့အခါတွေဟင်းချက်ရင်လည်းဟင်းနေငံတူအောင်ငံအလုံးကျုံထဲတာမျိုးတွေတခါတလေအဆက်လုံးနေတာမျိုးတွေကြောင့်အဖွားအိုစမြတာမျိုးတွေကိုပြုလုပ်လေရှိပါတယ်။ဒါပေမဲ့သူမခင်မွန်းအတွက်ချက်ပေးတဲ့ထမင်းဟင်းနေဆိုရင်တော့အဖွားအိုကိုချက်ပေးတဲ့ဟင်းနဲ့အတော်ဆန့်ကျင်ပဲဖြစ်နေခဲ့တယ်ဗျ။အဖွားအိုဟာသူ့ချွေးမချက်ပေးတဲ့ဟင်းတွေကသူမစားလို့မရကြောင်းတခါတလေချင်းလုံးလို့မျိုးမရတခါတလေငန်းလုံးလို့ရှားပါကိုက်မိတခါတလေကြတော့လေဆက်လုံးလို့ဘိုင်းအောင်ဘိုင်းတာတွေဖြစ်ကြောင်းသူ့တောက်ပြောပြတော့တားဖိတဲ့နိုင်ထုံးကသူ့ဇနီးကိုတက်တက်ကြောက်ချခြင်းနေတယ်လို့တွေးနေခဲ့ပါတယ်။ဘာလို့လဲဆိုတော့နိုင်ထုံးထမင်းစားတဲ့အခါတိုင်းဟင်းလျာတွေကအနက်နဲ့မှုကြိုင်နေပြီးရတာကလည်းရှဲကောင်းနေတာကြောင့်ပါ။အကြောင်းကတော့သူ့အမေပြောသလိုအရသာစိုးကိုမတွေ့ရလို့ပဲဖြစ်ပါတယ်။အဒီလိုတာအမိတွေစကားများရက်ဖြစ်တဲ့အချိန်တိုင်းဆိုချွေးမဖြစ်သူကတော့အနစ်နာခံရတဲ့သူလိုဟန်ဆောင်ပြီးအမေကသူ့ကိုတခါတလေဆဲဆိုကလေတံမမာနဲ့စကားပြောလို့ရှိပြီးအရွက်တိုက်ကြောင်းပြောလို့ရှိတယ်ဗျဒီတစ်ခါမှာတော့တားဖြစ်သူဟာတီးမခံနိုင်တော့ပဲသူ့မိမနဲ့တိုင်ပင်ကအမေဖြစ်သူကိုရွာနောက်ကတွားထဲမှာတွားဆွန့်ပစ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဒီလိုအကြံတွေထုတ်ပြီးညနေဘက်ကျတော့တားဖြစ်တဲ့နိုင်တို့ဟာသူ့အမေကိုဒီနေ့ညနေနေအေးတဲ့အချိန်မှာလမ်းလျှောက်ထွက်ကြမယ်နော်အမေကျွန်တော်အတူလမ်းမလျှောက်ဖြစ်တာကြားရောပေါ့ပြီးတော့အမေကိုမနက်ကလေတံမမာနဲ့ပြောခဲ့မိတဲ့အတွက်တောင်းပန်ပါတယ်ဖြစ်လာမဲ့ကန်တရားကိုကြိုမသိနိုင်တဲ့အဖွားအိုကတော့တိတ်ကိုတနာစရာကောင်းလွန်လှတယ်ဗျပြီးရင်တားဖြစ်တဲ့နိုင်ထုံးနဲ့စကားများရမ်းဖြစ်တဲ့အချိန်တွေတိုင်းတားဖြစ်သူရဲ့တောင်းပန်စကားကိုဘယ်တော့မှမကြားဘူးသလိုလမ်းလက်အတူတူတခါမှမလျှောက်ခဲ့ဘူးတာကြောင့်ဝမ်းအောင်တာနေခဲ့ပါတယ်အမေဖြစ်သူရဲ့နှလုံးသားထဲမှာတော့သားသမီးတွေကိုအကြောင်းအရင်းမဲ့ခွင့်လွှတ်ဖို့အစင်းနဲ့ဖြစ်နေခဲ့တာပါအဲ့ဒီနေ့တစ်နေ့လုံးအဖွားအိုရဲ့နှလုံးသားထဲမှာပျော်စရာတွေနဲ့ပြည့်နှက်နေရှာခဲ့ပါတယ်ဒီ
ဒီလိုနဲ့ညနေကျတော့နိုင်ထွန်းနဲ့သူ့ဇနီးဟာဂတိပေးထားတဲ့အတိုင်းအဖွားအိုကိုလမ်းလျှောက်ဖို့ခေါ်ထုတ်လာခဲ့တယ်ဗျအဖွားအိုရဲ့မျိုးလုံးတွေဟာမှုံဝါးနေတာကြောင့်လမ်းကိုတိတ်မမြင်ရတယ်လို့နိုင်ထွန်းနဲ့သူ့မိမသူ့မကိုဘယ်ကိုခေါ်သွားနေလဲဆိုတာကိုလည်းမသိပဲတားဖြစ်သူရဲ့တွေ့ခေါ်တဲ့အနောက်ကိုတလုတ်လုတ်လိုက်လာခဲ့ပါတယ်သူတို့လင်မယားဟာအဖွားအိုကိုတောနဲ့ထဲရောက်တော့အဖွားအိုအပြန်လမ်းကိုမှတ်မိပဲအင်းကိုပြန်မလာနိုင်တော့တာအသေးချာသွားတဲ့အခါမှာတော့အမေကျွန်တော်ဒီမှာစောင့်နေနော်ကျွန်တော်ပြန်လာခေါ်မယ်ကျွန်တော်တို့နှစ်ယောက်အမေကိုချက်ကျွေးမှဟင်းနေအတွက်ပစ္စည်းတွေဈေးထဲမှာတောက်ဝယ်လိုက်အောင်မယ်အမေဖြစ်တဲ့အဖွားအိုကတော့ခေါင်းညင်ရာကလွဲလို့ဘာမှမသိရှာခဲ့ပါဘူးအဲဒီနောက်သူတို့လင်မယားနှစ်ယောက်အိမ်မက်မှုလှည့်လာချိန်ဇနီးဖြစ်တဲ့သူကအ ကိုကျမထင်တော့အမေထားလို့မရတော့အောင်ကြေးအောင်တဲ့တစ်ပင်ကိုတောက်ထားရင်ကောင်းမယ်ထင်တယ် ဒါဆိုကျိုးတွေကဘဲသွားရှာမလဲငါတို့လည်းမယူလာမိဘူးမင်းအမေကိုစောင့်နေလိုက်အခုအိမ်မှာကျိုးသွားပြိုင်းလိုက်မယ် မလို့ပါဘူးကျမမနေရဘူးရှင်တောနဲ့ကြီးရဲ့ဒီလောက်ကြောက်စရာကောင်းတာရှင့်မေကအတော်အုံနေပြီတခုခုဖြစ်လာရင်သူကျမကိုကဲနိုင်မှာမဟုတ်ဘူး ဒါဆိုလည်းနှစ်ယောက်လုံးပြန်ကြတာပေါ့အမေထွက်တော့မပြေးတော့ပါဘူးဒီလိုအကြံရလာတော့သူတို့လင်မယားနှစ်ယောက်သာကြိုးယူဖို့အိမ်အမြန်ပြန်သွားခဲ့ပါတယ်အဖွားအိုကတော့မြေပြင်ပေါ်ကတည့်ရွက်6ပေါ်လူချေတန်6တန်တို့တခြားခြားနဲ့အတန်ကြားနေရတယ်ဗျပြီးတော့သူမထိုင်နေတဲ့တစ်ပင်ကြီးအနောက်မှာတခိုးနှစ်ယောက်သူတို့ခိုးလာတဲ့ပစ္စည်းတွေကိုခွဲဝေနေကြတာကိုအဖွားအိုမသိပါဘူးအဖွားအိုကတော့အချေတန်လေးကိုသူ့သားတွေလိုအထင်မှားပြီးတစ်ပင်ရဲ့အခြားတစ်ဖက်ကိုတဖြည်းဖြည်းချင်းရှောက်လာခဲ့တယ်ဗျ လာကြပြီလားသားတို့ အဲ့အတန်ကြတော့တခိုးနှစ်ယောက်ဟာလန့်သွားပြီးခိုးထားတဲ့ရွှေငွေတွေချမ်းခဲ့ကတယောက်တလန်းပြေးထွက်ခဲ့ပါတယ်အဲ့ဒီနောက်တောထဲကိုပြန်လာခဲ့တဲ့နိုင်ထွေးတို့လင်မယားနှစ်ယောက်ရောက်လာခဲ့တော့အဖွားအိုဟာရွှေငွေပစ္စည်းနဲ့ရက်နေခဲ့တာကိုတွေ့လိုက်ကြရတယ်ဗျဒီအချိန်မှာသူတို့နှစ်ယောက်သာစွန့်အပ်ပြီးအနိကဝင်လာကဟိုဟာကိုင်ဒီဟာကိုင်ရှောက်ကိုင်ကြည့်နေခဲ့ပါတယ် အကိုကျမတို့အမေကိုတော်ရဲထားခဲ့ရတော့မကြသေးဘူးအမေကပစ္စည်းတွေဒီလောက်တောင်ရတာလား နောက်တော့နန်းထွန်းတို့လင်မယားဟာအလင်းအောင်မောင်းလာခြင်းဖြစ်တာကြောင့်နောက်နေ့မှနောက်တစ်မျိုးထပ်စဉ်းစားမယ်ဆိုပြီးအဖွားအိုကိုအိမ်ပြန်ခေါ်သွားခဲ့ပါတယ်ဇနီးဖြစ်သူကတော့တိတ်မကျေနပ်ပေမဲ့အဖွားအိုကိုနောက်နေ့မှပြန်လာပြည့်လေရတယ်ဆိုပြီးတွေးနေခဲ့တယ်ဗျအိမ်ပြန်ရောက်တော့အိမ်တကားရှိရနေတဲ့ဇနီးကလောဘတက်ပြီးနောက်တစ်ချိန်ငွေရဖို့အကြံနဲ့အဖွားအိုကိုဆွပစ်ခဲ့တဲ့နေရာမှာအဖွားအိုစာသူ့ကိုဆွပစ်ဖို့နိုင်ထွန်းကိုပြောလိုက်ပါတယ်ဒါကြောင့်နိုင်ထွန်းဟာဇနီးဖြစ်သူကိုအမေကိုခေါ်လာခဲ့တဲ့နေရာကိုပြန်ခေါ်လာခဲ့ပြီးတစ်ပင်နဲ့သူ့ဇနီးကိုကျိုးနဲ့ချိခဲ့လိုက်တယ်ဗျပြီးတော့ညနေကျရင်ပြန်လာခေါ်မယ်လို့နိုင်ထွေးကပြောခဲ့ပါတယ်နိုင်ထွေးပြန်သွားတော့ဇနီးဖြစ်သူကပြုတ်စစ်စစ်နဲ့ကြမ်းရစ်ခဲ့တယ်ဗျအရင်တစ်ခေါက်ကအဖွားအိုလိုငွေရတော့မယ်ဆိုတဲ့အတွေးနဲ့ပေါ့ဗျာဒါပေမဲ့ရုတ်တရက်သူမအရှိတစ်ပင်ချုံမှုထဲကထူးဆန်းတဲ့အတန်တွေသူမကြားလိုက်ရပါတယ်အဲ့ဒီတစ်ပင်လောက်ခါပြီးတဲ့နောက်သူမကြောက်စရာကောင်းတာနဲ့တွေ့ခဲ့တော့တယ်ဗျတစ်ပင်ကြားထဲကနေကြောက်စရာကောင်းတဲ့ယောက်ျားကြီးနှစ်ယောက်ထွက်လာခဲ့ပြီးလက်ထဲမှာလည်းလက်နက်တွေကင်ထားခဲ့တယ်ဗျသူတို့ဟာအဖွားအိုကိုကြောက်ပြီးပြေးထွက်သွားခဲ့တဲ့တခိုးနှစ်ယောက်ဖြစ်ပြီးတတိပြန်ကတ်လာတော့သူတို့ခြံခဲ့တဲ့ပစ္စည်းကိုယူဖို့ပြန်လာခဲ့ပေမဲ့မိန်းကလေးတစ်ယောက်သာတွေ့ခဲ့ရပါတယ်ငါတို့ပတ်စံတွေကိုယူသွားတာမင်းလား နင်တို့ကဘယ်သူတွေလဲဘာပတ်စံလဲငါတခုမှမသိဘူး အခုမှလာတုံးကြီးအောင်စောင်းမနေနဲ့အဲ့အချိန်ကတစ်ပင်နောက်ကထွက်လာခဲ့တဲ့မိန်းမအတန်းမင်းပေါ့မင်းငေါ့ကောင်းကောင်းပြန်ပေးမလားဒါမှမဟုတ်ဒီတော့ထဲမှာအဆောင်ဖေးနေခဲ့မှာလားမင်းတို့ငါမိန်းမဘာလုပ်ထားလဲကွာပြန်လာကြတဲ့နိုင်ထွန်းကသူ့ဇနီးကိုလက်နက်တွေနဲ့အကြမ်းဖက်နေတာကိုမြင်တော့အံ့ဩသွားခဲ့ပါတယ်အကိုကျမကိုခဲ့ပါအောင်သူတို့စီကပတ်စံကိုခိုးတယ်လို့လည်းပြောနေကြတယ် ငါပတ်စံတွေကိုပြန်ပေးလို့မင်းမမောင်ပြောလိုက်မဟုတ်ရင်မင်းတို့နှစ်ယောက်လုံးကိုဒီတော့မှစောင့်နေခိုင်းလိုက်မယ်မယူဘူးလို့ပြောနေတယ်လေကွာငါမိမောင်လွတ်သူမိမောင်ကဲတင်မို့နိုင်ထုံးဝင်သွားခဲ့ပေမဲ့တခုအရေအတွက်ကများတာကြောင့်နိုင်ထုံးဟာဟန်ချက်မနိုင်ပဲဖမ်းချုပ်ခံလိုက်ရပါတယ်ရှာတယ်လေမင်းတို့နှစ်ယောက်ဒီတော့ထဲမှာပဲအဆောင်ပြနေလိုက်ကြတော့အဲ့ဒီနောက်နိုင်ထုံးတို့လင်မယားနှစ်ယောက်ဟာတခုရဲ့လောက်ကြံတာကိုခံလိုက်ရပြီးစွပ်ပစ်ခံခဲ့ရကနောက်ဆုံးတော့နှစ်ယောက်လုံးတေးသွားခဲ့ပါတယ်သူ
သူတို့နှစ်ယောက်ဘယ်ပြောက်သွားခဲ့လဲဆိုတာကိုလည်းဘယ်သူမှမသိခဲ့ပါဘူး။တားဖြစ်သူနဲ့ချွေးမတို့အိမ်ပြန်လာမှကိုစောင့်နေတဲ့အဖွားဦးကတော့နိုင်ထုံးသူမိမောက်ခေါ်မသွားခင်သူမတော့တဲ့ခေါ်သွားပြီးအကြာကြီးပြစ်ထခံခဲ့ရတာကြောင့်သူမကိုဆွန့်ပစ်ခဲ့မှကိုစိတ်ပူနေခဲ့ပါတယ်။ဒါကြောင့်နောက်ထပ်တော့တဲ့လိုက်ဖို့အဖွားဦးကညှင်းဆန်ခဲ့တာပါ။ရက်တော်ကြတော့အိမ်ဒီနားချင်းတွေကတော်ထဲမှာလင်းမယားနှစ်ယောက်ရဲ့အလောင်းတွေ့ကြောင်းလာပြောတော့အဖွားဦးဟာတယောက်တည်းအထီးကျန်စွာအသက်ဆက်ရှင်ရမှာကိုတွေးပြီးတော့ဝမ်းနဲ့ပူဆွေးနေခဲ့ပါတယ်။ဘယ်လိုကုသိုလ်ကံတွေကြောင့်သူ့ရဲ့သားဒီလိုအဖြစ်မျိုးကြုံရတာလဲဆိုပြီးပေါ့ဗျာ။အဖွားဦးဟာတားဖြစ်သူနဲ့ချွေးမတို့ရဲ့စိတ်ဝိညာဉ်ကိုကောင်းရတုဂတိလာဖို့ဘာဝနာပွားနေခဲ့တယ်ဗျ။သူတို့နဲ့စကားတွေများရန်နေဖြစ်ခဲ့ပေမဲ့အဖွားဦးဟာသူတို့ကိုစိတ်ဆိုးစိတ်ကောက်ခြင်းမရှိပဲခွင့်လွှတ်ဖို့အမြဲအစင်းနေဖြစ်နေခဲ့ပါတယ်။ကျေးဇူးတရားတွေထဲမှာမိဘကျေးဇူးတရားဆက်ခြင်းဟာအမုံမြတ်ဆုံးပါပဲ။မိဘကျေးဇူးကမ်းတာဒါမှမဟုတ်လိလူရှုတဲ့သူတွေဟာဘယ်တော့မှဘဝမှာအစင်ပြေချောမွေ့ခြင်းမရှိပါဘူး။အဖွားအိုရဲ့တာနိုင်ထုံးဟာမိမရဲ့စကားကိုအလွယ်တကူယုံခဲ့ပြီးသူ့ကိုမွေးထုတ်ပေးခဲ့တဲ့မိခင်ကိုတောင်စွန့်ပစ်နိုင်ခဲ့သူဖြစ်ပါတယ်။နောက်ဆုံးတော့သူတို့လင်မယားနှစ်ယောက်ဟာသူတို့ပြုခဲ့တဲ့အကံအတိုင်းပြန်ပေးဆက်ခဲ့ရတာပါ။လောဘနဲ့ကိလေသာတို့ညှိတွယ်ခဲ့တာကြောင့်ကိုပြုတဲ့ကံအတိုင်းပဲဘယ်လိုပုံစံမျိုးနဲ့ပဲဖြစ်စေအနေနဲ့အမြန်တော့ပြန်ပေးဆက်ရမှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ဇလန်လေးကတော့ဒီလောက်ပါပဲခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။ မင်္ဂလာပါရှုကုတ်ကိုရဲ့ဘောနဲ့အစီအစဉ်အစ်နဲ့မိတ်ဆက်ပေးပါစေမမတိဘောနဲ့200 300ရာခိုင်နှုန်းနေ့စဉ်ဘောနဲ့90 100ရာခိုင်နှုန်းတွင်းရရဘောနဲ့90 10 15ရာခိုင်နှုန်းများကိုလည်းရရှိမှာဖြစ်ပြီးကစားသူများစိတ်ချနိုင်ရန်အော်တိုငွေတွင်းကတိုးစနစ်ဖြင့်လူကြိုက်များတဲ့ဂိမ်းများဖြစ်တဲ့ Light 22 Joker Gili PG စက်တိုက်ငါးဖြစ်ဂိမ်းများအပြင်ဖဲခိတ်မှာဆိုလို့ရှိရင်လည်း Evolution Pragmatic Play Sexy Background များကိုလည်းတနေရာထဲမှာကစားနိုင်ပါတယ်ရှင်ဖုန်းနံပါတ်3998829242လုံး6ပြေ Viber Telegram နဲ့ဆက်သွယ်ပြီးအကူပန်းဝင်များကိုလာရောက်ထုတ်နိုင်ပါတယ်ရှင်တခါတော့ကဒေါ်အေးစိန်နဲ့မိနှင်းဆိုတဲ့တာမင်းနှစ်ယောက်တည်းအတူနေတဲ့အိမ်ရှိခဲ့ပါတယ်သူတို့သားမိမှာဆွေမျိုးသားချင်းတွေတော့မရှိတော့ဘူးဗျအေးအတူပူအမြဆိုလဲတာမင်းနှစ်ယောက်တည်းပါပဲသူတို့ဟာနှစ်ယောက်ပဲရှိတော့တဲ့အတွက်နားလည်မှုတွေနဲ့အတူနေကြပါတယ်အမေဖြစ်သူကတော့သူ့သမီးကိုစားကြိုးစားဖို့လူကောင်းလေးဖြစ်ရည်ဖို့စူးစမ်းရုန်းကန်ဖို့တီးခံတတ်ဖို့ပြီးရင်တော့အမေကိုဒီလိုကြားစောင့်ရှောက်ပေးဖို့ပြောလေရှိတယ်ဗျ။အဲဒီနောက်သမီးဖြစ်သူအထက်တန်းအဆင့်ရောက်တော့ပညာဆက်လေ့လာဖို့အမေနဲ့ခွဲနေခဲ့ရပါတယ်။ဒါကြောင့်အမေကိုတယောက်တည်းအိမ်မှာကျန်းနေခဲ့ပြီးသမီးဖြစ်သူကတော့တပတ်တစ်ခါအိမ်ပြန်လာလေရှိတယ်ဗျ။အဲဒီလိုသမီးရဲ့အိမ်ပြန်ချိန်ရောက်ရင်တော့အမေဖြစ်သူကအရသာပြေဆုံးနဲ့ထမင်းဟင်းနေပြင်ဆင်ပြီးစောင့်နေလေရှိပါတယ်။တနေ့အမေကိုခမကုန်းဆုံးလာတဲ့ရက်တွေရေတွက်ရင်သမီးအိမ်ပြန်လာမယ့်အချိန်ကိုစောင့်နေလေရှိတာပါ။သမီးဖြစ်သူကလည်းအပတ်တိုင်းပုံမှန်ချိန်ပုံမှန်ရက်ပဲပြန်လာလေရှိပါတယ်။အပြင်ထွက်ထမင်းချက်ဖို့ပစ္စည်းကောင်းတွေရွေးဝယ်ပြီးသမီးနဲ့အတူထမင်းအတူစားဖို့စောင့်ရတာဟာအမေဖြစ်သူအဖို့ကတော့အတော်ပျော်ရွှင်မှုကောင်းနေပြီဖြစ်ပေမဲ့လည်းဒီနေ့မှာတော့တချို့သောအရာတွေကပြောင်းလဲသွားခဲ့တယ်ဗျ။ဒီနေ့ဟာသမီးဖြစ်သူပုံမှန်အိမ်ပြန်ရမယ့်အချိန်ဖြစ်တာကြောင့်အမေအိုကတော့ခါတိုင်းလိုပဲထမင်းဟင်းတွေပြင်ဆင်ပြီးစောင့်နေခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့မင်းင်းကသူ့မအမေကိုအရင်စားလိုက်ဖို့နဲ့သူ့ဘိုက်မစားသေးကြောင်းပြောခဲ့လိုက်တယ်ဗျ။ဒီတော့အမေအိုကရပါတယ်။သမီးနဲ့အတူစားဖို့စောင့်နေပါမယ်လို့ပြောခဲ့လိုက်ပါတယ်။ဒါပေမဲ့မင်းင်းကစိတ်တူပြီးလေတံမာနဲ့ပြန်ပြောလိုက်တယ်ဗျ။ဘာလို့စောင့်နေမှလဲထမင်းစားတာလောက်ကိုဘယ်ချိန်မှဖြစ်ဖြစ်အတူတူစားလို့ရတာပဲဆိုတာမျိုးပေါ့ဗျာ။အဲဒီနောက်သူမဟာအိမ်အပေါ်ဓာတ်ကိုတက်သွားပြီးအေးနေပြီဖြစ်တဲ့ထမင်းဟင်းနဲ့အတူအမေအိုကိုတယောက်တည်းထားခဲ့လေးပါတယ်ဒီလိုနဲ့အချိန်တွေကုန်လွန်သွားပြီးသမီးဖြစ်သူအိမ်ပြန်ရမယ့်အချိန်ကိုပြန်ရောက်လာခဲ့တယ်ဗျခါတိုင်းလိုပဲဒေါ်အေးစိန်ကတော့ပစ္စည်းတွေထွက်ဝယ်ထမင်းဟင်းချက်ခါအရသာရှိတဲ့ဟင်းမျိုးပေါင်းမျိုးစုံပြင်ဆင်ပြီးချစ်လာစွာသောသူမသမီးလေးကိုစောင့်နေခဲ့ပါတယ်ဒါပေမဲ့လည်းညသာနတ်လာခဲ့တယ်ဗျသမီးဖြစ်သူရဲ့အရေးကိုတော့မတွေ့ရသေးပါဘူးဒါပေမဲ့အမေအိုကတော့စိတ်မလျှော့သေးပဲထိုင်ဆောင်နေခဲ့ရှာတယ်ဗျအဲဒီနောက်အိပ်ပျော်သွားခဲ့ပြီးတတိယလာတဲ့အချိန်မှာတော့မနက်မိုးလင်းသွားပြီဖြစ်ပြီးပြင်ထားတဲ့ထမင်းဟင်းတွေကလက်ရမပြတ်ပါပဲ
အချိန်တွေကြာလာခဲ့လေအမေအိုကတော့ပုံမှန်အပတ်တိုင်းခါတိုင်းလိုပဲထမင်းဟင်းတွေပြင်ဆင်ပြီးစောင့်နေခဲ့ရှာပါတယ်။ဒါပေမဲ့အမေအိုခမသူ့သမီးမျက်နှာကိုမမြင်ရတာဟာအပတ်တိုင်းလိုဖြစ်နေခဲ့ပေမဲ့ထမင်းဟင်းကိုတော့အပတ်တိုင်းချက်ပြုတ်ပေးခဲ့တာပါ။ဒါပေမဲ့အမေအိုဟာလက်မလျှော့သေးပဲပုံမှန်အတိုင်းအမေတာဝန်ကြည့်အောင်တော့ပြုလုပ်နေခဲ့တယ်ဗျ။ခါတိုင်းလိုဈေးထွက်ထမင်းဟင်းချက်ဖို့ပစ္စည်းတွေဝယ်ပြီးရင်တော့ထမင်းဟင်းတွေပြင်ဆင်ပြီးသမီးပြန်လာမယ့်အချိန်ကိုထိုင်ဆောင်နေမြဲဖြစ်ပါတယ်ရက်တွေအတော်ကျော်လွန်လာခဲ့ပြီးနောက်ဆုံးတော့သူမရဲ့စောင့်မျှော်မှုကအဆုံးသတ်သွားခဲ့တော့တယ်ဗျနောက်တော့မီနင်းအိမ်ပြန်လာခဲ့ပြီဖြစ်ပြီးအမေကိုပြင်ထားတဲ့ထမင်းဟင်းတွေကိုကြည့်ကမျက်နှာလွှဲသွားတော့အမေဦးကနေ ပါအောင်သမီးရဲ့ပင်ပင်ပန်းပန်းပြန်လာတော့ထမင်းတူတူလာစားပါအောင်အမေအများကြီးပြင်ဆင်ပေးထားတယ် မျက်နှာလေးရွှင်ပြကအဲ့ဒီလိုပြောလိုက်ပါတယ်ဒါပေမဲ့မီနင်းကတော့မျက်နှာစူပုတ်နေပြီးစိတ်ကုန်းနေတဲ့လေတန်းနဲ့ ပင်ပင်ပန်းပန်းပြန်လာတာတည့်ရတာနဲ့ဘာဖြစ်လို့ထမင်းစားမဲ့အကြောင်းမဲ့တဖွာဖွာလာပြောနေရလဲဒီစကားကအပတ်တိုင်းပဲဘယ်ချိန်ဖြစ်အတူတူစားလို့ရတယ်လို့ပြောပြီးပြီပဲလေ အမေအိုကိုအဲ့ဒီလိုပြောပြပြီးတဲ့နောက်ချင်းနေနာကြကြနဲ့အိမ်မော်တက်သွားခဲ့တယ်ဗျစိတ်အားငယ်ပြီးကြံခဲ့တဲ့အမေအိုကတော့တမိဖြစ်သူကိုစိတ်ဆိုးခြင်းမရှိပဲចောင်းစာတွေကြောင့်ပင်မနေပြီးအိမ်ပြန်လာရတာလဲခရီးပန်းနေလိမ့်မယ်ဆိုကနားလဲပြေးခဲ့ပါတယ်။နဲလောက်ကြာပြီးမိနစ်ចောင်းကိုပြန်သွားရမယ့်အချိန်ရောက်တော့တမိဖြစ်သူအိမ်ကမထွက်ခင်အမေအိုက နောက်တစ်ပတ်ကျရင်တမီဘာစားခြင်းလဲအမေချက်ထားပေးမယ် အမေဖြစ်သူကအဲ့ဒီလိုမေးလိုက်ပေမဲ့မိနစ်ကတော့မျက်နှာလွှဲပြီး မသိဘူးနောက်တစ်ပတ်ကျရင်တမီအိမ်ပြန်မလာဘူးတငယ်ချင်းတွေနဲ့ချိန်ထားလို့စောင့်မနေနဲ့ ဒီလိုဆိုပြီးလှည့်ထွက်သွားခဲ့ပါတယ် ဒါပေမဲ့အမေတို့ထမင်းတူမစားတာကြပြီနော်အရင်တစ်ပတ်ကလည်းတမီအိမ်ပြန်မလာဘူးအမေအများကြီးပြင်ဆင်ထားခဲ့တာ အဲ့လိုဆိုပြီးမိနစ်ရဲ့လက်ကိုဖြည်းဖြည်းလေးလှမ်းဆွဲလိုက်ပေမဲ့မိနစ်ကခါချသွားပြီး ထမင်းစားမယ့်အကြောင်းတွေကြီးပဲပြောနေရင်အမေဘာဖြစ်ချင်နေရလဲဘယ်ချိန်ဖြစ်စားလို့ရတယ်ဆိုတာဘယ်နှခေါက်ပြောရမှာလဲအမေရဲ့ပြောမှုကတမီးရဲ့အိမ်ပြန်မလာတော့မယ့်ပုံစံမျိုးစိတ်ကုန်နေတကယ်ပဲ ဒီလိုပြောလိုက်တဲ့တမိဖြစ်သူရဲ့စကားကြောင့်အမေဦးဟာခဏလောက်စွန့်အားသွားပြီး အမေတို့နှစ်ယောက်ပဲရှိတာဟုတ်အမေမှတူတဲ့ကြံရှိရဲ့တမီးနဲ့ထမင်းတူတူစားကြည့်ရုံပါပဲတိပြီနောက်တစ်ပတ်မှအတူတူစားကြတာပေါ့ အဲ့လိုပြောပြီးချက်ချင်းထွက်သွားခဲ့ပါတယ်အမေအိုကတော့အဲ့ဒီလိုကြားပြီးဘာမှလုံးမထိကိုင်းမထိအောင်ဝမ်းသာသွားခဲ့တယ်ဗျအဲ့ရက်တွေကစပြီးအမေအိုဟာတမိနဲ့အတူထမင်းစားရမယ့်နေ့ကိုရောက်ဖို့နေ့ရက်တွေရေတွက်နေခဲ့ရှာပါတယ်နောက်ဆုံးတော့တမိအိမ်ပြန်လာရမယ့်နေ့ကိုရောက်လာခဲ့တယ်ဗျဒီတော့အမေအိုဟာအပြင်ထွက်ပြီးထမင်းချက်ဖို့ကိုပစ္စည်းတွေများစွာတောင်းဝယ်လာခဲ့ကဒီနေ့ကတမိနဲ့ထမင်းအတူစားရတော့မယ်သူမအတွက်တော့အလွန်တိတ်ပဲရှိတဲ့နေ့ဖြစ်နေခဲ့ပါတယ်အမေအိုခမအရသာရှိတဲ့ထမင်းဟင်းတွေကိုအရင်ကထပ်ပို့ပြီးများစွာချက်ပြုတ်နေခဲ့တယ်ဗျအကြောင်းကတော့တမိပြန်လာလိမ့်မယ်ဆိုတာအမေအိုယုံကြည်နေလို့ဖြစ်ပါတယ်တမိဖြစ်သူကသူ့ကိုဂရီပေးထားတာဖြစ်တဲ့အတွက်တမိအပေါ်သူမချွင်းချက်မရှိယုံကြည်နေခဲ့တာပါဒါပေမဲ့နိုင်ပေါင်းများစွာကြားလာပြီးညံ့နေလာခဲ့ပါတယ်အဲဒီနောက်မိနစ်တယောက်အိမ်ပြန်ရောက်လာတဲ့အခါမှာအမေအိုရဲ့ထမင်းနဲ့ဟင်းနဲ့မှုမလေးတွေအနက်ရခဲ့ပြီးအမေရဲ့လက်ရာတွေကိုသတိရလာခဲ့ပါတယ်လွန်ခဲ့တဲ့အချိန်တွေမှာသူမတငယ်ချင်းမက်နေခဲ့လို့ထမင်းမစားခဲ့ရတာဖြစ်ပြီးအမေဖြစ်သူရဲ့အဲကြောင့်ထားကြောင့်တွေကိုပဲကြားနေရလို့စိတ်ကုံကထမင်းမစားခြင်းဖြစ်ခဲ့တာပါဒီနေ့တော့အမေအိုကထမင်းစားမဲ့အကြောင်းတွေထပ်မမေးအောင်မြန်မြန်ထမင်းအတူစားဖို့လာခဲ့လိုက်တယ်ဗျသူမအိမ်ထဲရောက်တော့ထမင်းဟင်းတွေများစွာပြင်ဆင်ထားတာနဲ့ဘေးမှာမှောက်အိမ်နေတဲ့အမေအိုကိုတွေ့လိုက်ရပါတယ်သူမကတော့သူမအမေကသူမကိုစောင့်ရင်အိပ်ပျော်သွားတယ်လို့ထင်နေခဲ့တာပါအမေထားတော့တမီးပြန်လာပြီလေပြောတော့ထမင်းတူတူစားမယ်ဆိုထားလေ အမေအိုကတော့ဘာတော့မြန်မှုမှမရှိပဲသူမဘလို့ပဲအော်နိုနိုငိမ်သက်နေခဲ့ပါတယ်နောက်တော့သမီးဖြစ်သူဟာစိတ်မရှိတော့ပဲအမေအိုကိုလှုပ်နှုတ်ဖို့လက်လှမ်းလိုက်ရာအမေအိုကိုထိလိုက်တဲ့အချိန်မှာပဲသူမခဏရပ်သွားခဲ့တယ်ဗျဒါဟာပုံမှန်လူတစ်ယောက်ရဲ့အပူချိန်မဟုတ်တော့အကြောက်တရားကသူမကောင်းနဲ့ဖြတ်ခနဲဝင်ရောက်လာခဲ့ပါတယ်အဲဒီနောက်သူမအမေအိုကိုဆက်နှိုးနေခဲ့ပေမဲ့ဘယ်လိုပဲနှိုးနှိုးအမေဖြစ်သူကထမလာခဲ့တော့ပါဘူး
အမေအိုရဲ့ခြေလက်တွေအေးဆက်လာခဲ့တော့သူမအချင်းလေးကိုခံမှန်းမိကလက်နှစ်ဖက်နဲ့အမေအိုကိုထွေးပွေရင်ငုံကြီးတန်တွေထွက်လာခဲ့ပါတော့တယ် အမေထားတော့လေသမီးပြန်လာပြီလေပြောတော့ထမင်းတူတူစားကြမယ်ဆိုထားလေသမီးစောင့်နေရလေအမေသမီးအမေကိုစောင့်နေရနော် မိနှင်းဟာသူမအမေကိုအချိန်ကြာကြီးစောင့်ခိုင်းမိခဲ့တဲ့ကိုဟာကိုအပြစ်တွေတင်းနေရင်ငိုကြွေးနေခဲ့ပါတယ်ဒီနေ့ပဲမဟုတ်လွန်ခဲ့တဲ့အချိန်ကာလပတ်လုံးသူမဟာအမေအိုကိုစောင့်ခိုင်းခဲ့ပြီးဘယ်အချိန်ဖြစ်ဖြစ်စားလို့ရတာပဲလို့ပြောနေခဲ့တာပါဒါပေမဲ့အမေအိုရဲ့အသက်ကမရက်နာပဲတဖြည်းဖြည်းအသက်ကြီးပြီးအိုမင်းနေတယ်ဆိုတာကိုသူမမေ့သွားခဲ့ပါတယ်သူမဟာအမေနဲ့ထမင်းအတူစားဖို့အခွင့်အရေးများစွာရခဲ့ပေမဲ့သူမကိုယ်တိုင်ပဲအဲ့ဒီအခွင့်အရေးတွေကိုဂရုမစိုက်ပဲလက်လွတ်ခဲ့တာပါနောက်ဆုံးအမေအိုကိုဆုံးရှုံးလိုက်ရတဲ့အချိန်ကျမှဘယ်ချိန်ဖြစ်ဖြစ်ဆိုတဲ့စကားဟာစောင့်နေသူရဲ့နှလုံးသွေးကိုနာကျင်စေတာကိုသိလိုက်ရပါတယ်ပြန်လာပြီလားသမီး သူမငိုကြွေးနေချိန်အမေအိုဖြစ်သူရဲ့စကားတန်ထွက်လာတော့သူမထွေးပွေထားတဲ့အမေကိုကြည့်လိုက်တဲ့အခါမှာအမေအိုကပျော်ရွှင်တဲ့မျက်နှာထားနဲ့သူမကိုကြည့်နေတာကိုတွေ့လိုက်ရတယ်ဗျ အမေတိတ်နေမကောက်ဖြစ်ချင်နေလို့နည်းနည်းကိုပူနေတာဒါကြောင့်သမီးကိုအိမ်ရင်စောင့်နေကြရလေဒါပေမဲ့အမေအတော်အိပ်ပျော်သွားခဲ့တယ်ဒီနေ့ အမေအိုရဲ့စကားကိုကြားတဲ့မိနစ်တယောက်အမေအိုကိုနောက်တစ်ခေါက်ထပ်ပွေကအခုအချိန်ကစပြီးအမေသူမကိုစောင့်စရာမလိုတော့ကြောင်းအမေကိုတယောက်တည်းမဆောင်ခိုင်းတော့ပဲအပတ်တိုင်းအမေနဲ့အတူထမင်းစားဖို့ပြန်လာခဲ့မှဖြစ်ကြောင်းပြီးရင်တော့အရင်ကလိုစိတ်မကုန်းတော့ပဲအမေထက်တငယ်ချင်းတွေကိုလည်းမမတ်မောတော့ကြောင်းပြောခဲ့လေးပါတယ်ဒီတစ်ခါသင်ခန်းစာကတော့ဘဝမှာအကြီးမားဆုံးသင်ခန်းစာဖြစ်ခဲ့တယ်ဗျဆုံးရှုံးမှုဆိုတာကျွန်တော်ရပ်တန့်ထားလို့ရတဲ့အရာမဟုတ်ပါဘူးထမင်းဟင်းချက်ပြီးစောင့်နေတဲ့အမေရှိသေးတယ်ဆိုရင်တော့အိမ်ပြန်ပြီးအမေနဲ့ထမင်းစားဖို့နဲ့သူမကိုချစ်ခင်တဲ့ကြောင်ပြောပြဖို့အကြံပြုချင်ပါတယ်ဟုတ်ကဲ့ဒီနေ့ရဲ့ဇာတ်လမ်းလေးကတော့ဒီလောက်ပါပဲခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဗျလုံလည်ပြီးတော့အခါကယောက်ျားကြီးတစ်ယောက်မှာသားနှစ်ယောက်ရှိခဲ့ပါတယ်အသားနှစ်ယောက်ကအကျင့်ပေးစားခြင်းတော့အတော့ကိုကွဲပြားကြတယ်ဗျဒါပေမဲ့အဖေဖြစ်သူကသူ့သားတွေကိုကောင်းတဲ့အကျင့်စရိုက်တွေအလေအထတွေကိုသင်ပေးလေရှိပါတယ်သူတစ်ပါးရဲ့ကျေးဇူးတရားကိုသိတတ်ဖို့တပါးသူတွေအပေါ်မှာစာနာတရားနဲ့နားလည်တတ်ဖို့စသဖြင့်သင်ပြီးတော့သူ့သားနှစ်ယောက်ကလည်းအသေးချာလိုက်ပြီးတော့နားထောင်ခဲ့တယ်ဗျဒါပေမဲ့အကြီးကောင်ကတော့နေ့တိုင်းဒီဆုံးမစကားတွေပဲကြားနေရတော့တိတ်ကြိုက်ပုံမရပါဘူးတနေ့သူတို့သားဖာ3ယောက်မြေကြီးတွေတူးပြီးတစ်ပင်တွေစိုက်ဖို့လုပ်နေချိန်မှာတော့အကြီးကောင်ကပြည့်ရင်ညင်းငွေနေပြီးသူကအငယ်ကောင်ထက်အလုပ်ပို့လို့ရကြောင်းပြောလာခဲ့ပါတယ်ပြီးတော့အငယ်ကောင်ကကြတော့တူးထားတဲ့မြေကြီးတွေကိုသာဆွဲတင်ပြီးရေလောင်းကိုမြတ်တာလုပ်နေရတာကြောင့်သူ့အဖေကိုသူနဲ့သူ့ညီဟာယောက်ျားချင်းနဲ့အတူတူအားရှိတာချင်းလည်းအတူတူဖြစ်ပေမဲ့ဘာကြောင့်သူကအလုပ်ပို့လို့ရတာလဲလို့မေးခဲ့လိုက်ပါတယ်မင်းကမင်းကြီးလေးထက်ပိုကြည့်လို့လေမင်းကြီးလေးကအရန်ငယ်သေးတယ်မင်းနဲ့သူကယောက်ျားချင်းတူတယ်လို့အားရရှိချင်းတူပေမဲ့အခုကမင်းကသူ့ထက်ပိုကြည့်နေတော့ပိုကြည့်တဲ့သူကမေကြီးတူတာပိုသိတော်တယ်လေမင်းကြီးလေးလည်းအမေအရွယ်ရောက်လာရင်သူလည်းမင်းလိုပဲအခုလိုလုပ်နေရမှာဒါပေမဲ့အကြီးကောင်ကသိကျင်တတ်ပုံမရပါဘူးအချိန်ကျရင်လောက်ရမယ်အတူတူဘာဖြစ်လို့အခုအတူတူမလောက်ခိုင်းရတာလဲလို့တွေးနေခဲ့ပေမဲ့သူ့စိတ်ထဲကအတိုင်းသူ့အဖေကိုထုတ်မမေးခဲ့လိုက်ပါဘူးနေအတော်မြင့်လာပြီးမော်ဒယ်ကျရောက်တဲ့အခါမှာအကြီးကောင်ကအကြမ်းတစ်ခုထုတ်ပြီးသူ့ညီလေးကိုသူ့အစားနေကြီးကိုတူထားဖို့နဲ့သူကတော့အဖေနဲ့ညီလေးအတွက်ရေယူဖို့အိမ်ထဲကိုဝင်ဦးမယ်လို့ပြောတော့ညီဖြစ်သူကသဘောတူလိုက်ပါတယ်အချိန်တနားရီလောက်ကြာတော့အကြီးကောင်ကရေခွက်နှစ်ခုကိုကင်ထွက်လာခဲ့တယ်ဗျအငယ်ကောင်ကတော့သူ့ကိုစိတ်သိမ့်မကြည့်ပဲကြည့်နေခဲ့ပါတယ်အကြောင်းကတော့သူ့ကိုဟာအဖေနဲ့သူ့ကိုနှစ်ယောက်တည်းအလုပ်လုပ်ခိုင်းခဲ့ပြီးသူကတော့တနားရီလောက်အိမ်နဲ့ပျောက်သွားကအခုပြန်ထွက်လာတော့သူ့အဖေနဲ့သူကလှုပ်လို့ပြီးသွားပြီးဖြစ်နေခဲ့တာကြောင့်ပါ
ဒီလိုသူတို့ဘာအပေါ်ကိုအသာစီးယူလို့ရှိတဲ့အကျင့်ဟာမကြာခဏဖြစ်ပေါ်လာလေရှိပါတယ်ကိစ္စကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေအကြီးကောင်ဟာအငယ်ကောင်အတွက်တခါမှအနစ်နာခံပေးလိမ့်မရှိပါဘူးနှစ်တွေအတော်ကြာတော့ညီကိုနှစ်ယောက်ဟာရှင်တန်ကြီးပင်လို့အရွယ်ရောက်လာကြပြီးကိုပိုင်အိမ်နေနဲ့ဇနီးကိုစီနဲ့ဖြစ်လာကြပါတယ်အကြီးကောင်ရဲ့ဇနီးကတကြွတထေးရဲ့သမီးဖြစ်တာကြောင့်ကြီးကြီးတဲ့ချမ်းသာသေးတယ်ဗျအငယ်ကောင်ရဲ့ဇနီးကတော့တာမန်စီးရင်သားတယောက်ပဲဖြစ်ပါတယ်ညီကိုနှစ်ယောက်ဟာသူ့အဖေစီကိုတခါတလေအလဲသွားကြပြီမဲ့တာငယ်ကတော့မကြာခဏအလဲသွားတတ်သူပါအငယ်ကောင်လေးဟာသူ့အဖေစီလာရင်စားဖို့ကောင်းတို့ရရကိုဆွဲယူလာလေရှိတယ်ဗျဒီနေ့တော့အဖေဖြစ်သူဟာတားရီသူ့စီကိုမကြာခဏလာနေကြတာပင်ပန်းနေကြမှာဆိုလို့သူ့သားရီစီအလဲသွားဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါကြောင့်အဖေဖြစ်သူဟာအကြီးကောင်အိမ်ကိုအရင်ဆုံးသွားခဲ့ပြီးအဲရောက်တော့တားကြီးရဲ့ဇနီးကိုပဲမြင်လိုက်ရတာကြောင့်သူ့သားဘက်မှာရှိလဲလို့မေးခဲ့လိုက်တယ်ဗျမိကလေးငါသားဇော်မြင့်ပဲသွားလေကွငါအလဲလာတာပါဒါပေမဲ့အကြီးကောင်ဟာသူ့အဖေကိုမြင်တော့သူ့အဖေကစင်ရသားဖြစ်ပြီးအဝတ်အစားစုပ်စုပ်ပြက်ပြက်ဝတ်ထားခဲ့တာကြောင့်သူ့အဖေအတွက်ရှက်မိတာကြောင့်မသိတယ်လို့ဟန်ဆောင်ပြီးသူ့အဖေကိုအိမ်ကနေနှင်ထုတ်လိုက်ပါတယ်လာတာအိမ်မနေပြီးအဖိုးကြည့်ရတာပေါက်ပန်း40ထင်တယ်မင်းဘာလို့မနှင်ထုတ်လဲအချီရဲ့ဒီမှာအဖိုးလာတဲ့လမ်းအတိုင်းပြန်သွားလိုက်ပါအဖိုးကိုပေးဖို့လည်းကျွန်တော်မှဘာမှမရှိဘူးအဖေဖြစ်သူခမညာအတော်စိတ်မကောင်းဖြစ်သွားပေမဲ့သူ့သားကိုစိတ်ဒုက္ခမပေးချင်တာကြောင့်တားငယ်စီကိုပဲသွားခဲ့လိုက်တယ်ဗျတားငယ်အိမ်ရောက်တော့သူ့သားငယ်ကအဖေဖြစ်သူကိုကောင်းမွန်စွာနဲ့ရိုးသေးသေးကြိုးဆိုခဲ့ပါတယ်အဖေဖြစ်သူကသူ့သားငယ်ကိုထမင်းစားတယ်လို့ပြောလိုက်တော့တားငယ်ကထမင်းနဲ့ဟင်းတွေချပေးခဲ့တာပေါ့ဗျာအိမ်မှာရှိတဲ့ထမင်းဟင်းကစားမလောက်တောင်းမလောက်ဖြစ်နေခဲ့ပေမဲ့လည်းပေါ့ဗျာငါသေးသွားတဲ့အခါကျရင်ငါ့ရဲ့ရုပ်အလောင်းကိုတောလဲကိုတဲသွားပြီးတော့အဲ့ဒီအလောင်းမော်လာနာတဲ့ဘက်တော်အောင်မဆိုငါသားအိမ်ကိုခေါ်မွေးလိုက်နော်အဲ့ဒီလိုသူ့သားငယ်ကိုမှားကြလိုက်ပါတယ်အချိန်သိမကြခင်မှာပဲသူ့အဖေဆုံးသွားတော့သားငယ်ဟာသူ့အဖေရဲ့စကားအတိုင်းစောင့်ရွက်ပြီးအလောင်းဘုံမှာလာနာမဲ့တတော်ကိုစောင့်နေခဲ့တယ်ဗျမကြခင်မှာပဲငှက်တကောင်လာနာတာမြင်တော့ဖမ်းမလို့လို့တော့ငှက်ကသူ့ဘာသာသူသားငယ်ရဲ့ပခုံးပေါ်မှာလာနာခဲ့ပါတယ်ပြီးတော့အဲ့ဒီငှက်ကတခါအော်တိုင်းပါဇက်အတွင်းကနေရွှေငွေများစွာကျလာခဲ့တယ်ဗျဒါကြောင့်အငှက်ကိုမွေးဖို့တားငယ်ကသူ့အိမ်ကိုခေါ်လာခဲ့ပါတယ်နောက်တော့တားငယ်ကအတော်ချမ်းသာတဲ့လူတစ်ယောက်ဖြစ်လာတဲ့တပြိုင်နက်အကြီးကောင်ကတော့အလုပ်လုပ်ဖို့ပြေးလာကြောင်းတဖြည်းဖြည်းနဲ့ငွေကြေးဥစ္စာတွေစုပ်ယုပ်လာခဲ့ပါတယ်ဒါကြောင့်အကြီးကောင်ကအငှက်ကိုမွေးဖို့အငယ်ကောင်စီမှာသွားတောင်းတော့တားငယ်ကသူ့မှာလုံလောက်တဲ့ငွေကြေးတွေပြည့်စုံနေပြီဖြစ်တာကြောင့်သူ့ကိုတနာပြီးငှက်ကိုပေးခဲ့လိုက်တယ်ဗျဒါပေမဲ့ငှက်ကိုအကြီးကောင်မွေးတဲ့အခါမှာတော့ငှက်အော်တဲ့ဘဲအခါမဆိုအိမ်ကပစ္စည်းတွေတခုမဟုတ်တခုပျက်စီးဆုံးရှုံးမှာတော့တယ်ဒီတော့အကြီးကောင်ဟာဒေါသထွက်ပြီးအဲ့ဒီငှက်ကိုတပ်ပစ်ခဲ့လိုက်တယ်ဗျအဲ့တဲ့ရင်ကိုအငယ်ကောင်ကြားတော့ငှက်ရဲ့အယိုးတွေကိုတွားကောက်ပြီးလားပြီးနေတိုင်းအဲ့ဒီအယိုးရဲ့ရှေ့မှာပန်းနေတွားထားလေရှိပြီးသူ့ဘဝကိုတက်စစ်ချိုးပြောင်းလဲပေးခဲ့တဲ့အဲ့ဒီငှက်ကိုအောင်းမေတော့အပြင်တန်းရှိရီလည်းလှုပ်ပေးလေရှိပါတယ်ဒါပေမဲ့အယိုးတို့ကိုဖွင့်ကြည့်လိုက်တော့ကံကောင်းစွာနဲ့အယိုးတွေဟာရွှေချောင်းတွေဖြစ်နေခဲ့တယ်ဗျဒီအခါမှာလည်းအကြီးကောင်ကအသရင်ကိုကြားတော့မကောင်းတဲ့အကြံနဲ့တားငယ်ရွှေတွေကိုခိုးပြီးတွားရောင်းခဲ့ပြန်ပါတယ်ဒါပေမဲ့အဲ့ရွှေတွေကိုရောင်းပြီးရလာတဲ့ငွေနဲ့သူ့အရက်ဝယ်တော့တဲ့အခါမှာတော့သူ့ရဲ့သပင်ဟာတဖြည်းဖြည်းနဲ့ဘာမှမကြမ်းအောင်ကျွတ်သွားခဲ့တယ်ဗျအစားအသောက်တွေဝယ်စားတော့လဲဘာရောက်ပိုင်းတာဖြစ်ပြီးတွားတွေပါကျွတ်ထွက်ကုန်ပါတယ်ဒါကတော့မိဘကျေးဇူးကိုမသိတတ်ဘဲကျေးဇူးကမ်းခဲ့တဲ့အတွက်ခံရတဲ့အကျိုးဆက်တွေပါနောက်ဆုံးတော့အကြီးကောင်ဟာသပင်တွေတွားတွေကျွတ်သွားတဲ့အပြင်နေဖို့အိမ်တော်မရှိတော့ပါမိဘတွေရှိစဉ်အခါကကောင်းစွာပြုစုမဆောင်ရှောက်ပဲဘာမှမရေရတဲ့လောကရဲ့စည်းစိမ်ချမ်းသာတွေကိုပဲရင်မှုနေလို့မရပါဘူးလောကမှာလူကိုပျက်စီးစေမဲ့အရာတွေအများကြီးရှိတယ်ဗျဘဝဟာအတက်ရှိသလိုအစင်းလည်းရှိပါတယ်မိဘရဲ့ဂုဏ်တော့ကြီးမြတ်တဲ့ဂုဏ်မရှိပါဘူးမိဘမရှိတာဟာလောကမှာမြေမရှိရေမရှိလေမရှိသလိုပါပဲမိဘကျေးဇူးကိုမသိတတ်တဲ့သူတွေဟာဘယ်တော့မှကြီးဝါချမ်းသာမှာမဟုတ်ပါဘူးဟုတ်ကဲ့ဇာလန်လေးကတော့ဒီလောက်ပါပဲခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဗျ